ဒီဗီဒီယိုက The Water Four Elements ထိုင်း GL ဇာတ်လမ်းတွဲရဲ့အပိုင်းခုနှစ်ဖြစ်ပြီးဇက်ရှင်အမြင့်ဆုံးအလှည့်အပြောင်းတွေကိုပြသထားပါတယ်။လက်ဒါရဲ့အဖေဟာစီးပွားရေးအကျိုးအမြတ်အတွက်လက်ဒါကိုခင့်နဲ့အတင်းအဓမ္မလက်ထပ်ခိုင်းပါတယ်။လက်ဒါရဲ့အမိဟာအရင်ကလူသတ်မှုကျူးလွန်ခဲ့တယ်လို့အဖေဖြစ်သူကလိန်ညာပြီးတပ်သေးဓာတ်နဲ့ချင်းချောက်ကချုပ်ကင်ထားတာဖြစ်ပါတယ်။မင်္ဂလာဆောင်နေစဉ်အတွင်းအာပိုနဲ့အဖွဲ့ကဟိုတယ်မှာမီးတန့်စင်ဖုံ fire alarm မိအောင်လုပ်ပြီးအရှုပ်အထွေးဖန်တီးကလက်ဒါကိုကဲထုတ်ဖို့ကြိုးစားပါတယ်။နောက်ဆုံးမှာတော့လက်ဒါဟာမင်္ဂလာပွဲကနေထွက်ပြီးလွတ်မြောက်သွားပါတယ်။လက်ဒါနဲ့သူ့အမိဟာလူသူဝေးရမှာပုံအောင်ပြီးစင်းစွတ်တန်းကောင်အထီးကျန်ကြီးအဆုံးသတ်ဆိုတဲ့ home stay လေးဖွင့်ပြီးဘဝတစ်ကိုရိုးရိုးရှိရှင်စတင်ဖို့ကြိုးစားကြပါတယ်။အာပိုကလက်ဒါရှိတဲ့နေရာကိုလိုက်ရှာပြီးအမှန်တရားကိုပြောပြပါတယ်။အဲ့ဒါကတော့လက်ဒါရဲ့အမိတတ်မိတယ်ဆိုတဲ့လူဟာအမှန်တကယ်မသိပေတန်ရာပေးရခဲ့တာဖြစ်ပြီးလက်ဒါရဲ့အဖေကအဲ့ဒီလူကိုပိုက်ဆံပြီးကပစက်ပိတ်ခိုင်းထားခဲ့တာပါ။လက်ဒါနဲ့သူ့အမိကိုတစ်သက်လုံးချုပ်ကင်ထားနိုင်ဖို့အဖေဖြစ်သူကဒီလိုလင်ညာခဲ့ခြင်းဖြစ်ပါတယ်။အမှန်တရားကိုတီးလိုက်ရပြီးမိသားစုအနှစ်ခုချာကပတိပခါတွေချောင်းလက်ဒါဟာအာပိုနဲ့ပြန်ထွေးဖို့ဝေခွေးမရဖြစ်နေပါတယ်။သူ့ကြောင့်တခြားသူတွေဒုက္ခရောက်မှာကိုသူစိုးရိမ်နေတာပါအာပိုကတော့လက်ဒါကိုဘယ်တော့မှအဆုံးရှုံးမခံတော့ပဲအကောင်းဆုံးကာကွယ်ပြီးသွားမယ်လို့ကတိရင်းနဲ့ဆက်လန်ကဆက်လက်တည်ရှိနေပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ချီအောင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းပြောပြပြီးသွားမှာဖြစ်လို့ချီအောင်နဲ့ပတ်သက်ပြီးဘယ်အကြောင်းအရာကိုသိချင်လဲဆိုတာကိုကိုမန်မှန်ခီလို့ရပါတယ်နော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကြည့်စုတင်ပါလိမ့်ရှိ